ဒီစကားလုံးလေးတွေဟာတင်ဘဝကိုပြောင်းလဲပေးနိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာစကားလုံးတစ်ခုဟာဘယ်လောက်ထိအရေးကြီးပြီးတင်ဘဝကိုဘယ်လိုမျိုးပြောင်းလဲပေးနိုင်ပါမလဲဆိုတာကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်နော်ပထမဦးဆုံးအနေဖြင့်ရှင်းပြခြင်းမိတာကတော့တင်းရဲ့တွေးခေါ်မှုတွေကတင်ဘဝကိုအမှန်တကယ်ပြောင်းလဲနိုင်စေတာကိုယုံကြည်ထားသင့်ပါတယ်တင်းရဲ့စိတ်ကူးအတွေးခေါ်တွေကဝိညာဉ်တစ်ခုလိုပါပဲမို့တင်းဟာကောင်းမွန်သောအတွေးခေါ်စိတ်ကူးများကိုမြင်များစိုက်ပျိုးမှာလဲအောင်မြင်မှုနဲ့ပျော်ရွှင်မှုကိုရရှိလာမှာပါတင်းရဲ့ခုစိတ်တဲ့ကြနေရင်ကျိုးမဟုတ်လမ်းကြောင်းနေရင်တင့်ကိုတင်းဖြစ်နိုင်တဲ့ဆိုတဲ့စကားလုံးလေးကိုပြောကြည့်ပေးပါဘေးရမစိုးချစ်နိုင်ပါတယ်ဆိုတဲ့ယုံကြည်မှုကစိတ်ကိုတည်လဲတိဆောက်ပေးပါတော့ကြောင့်ဒီအခက်အခဲကိုကျော်လွှားဖို့ဖြစ်နိုင်တယ်လို့ကိုပြောကြည့်ပြီးဒီအခက်အခဲတွေကြားမှာယုံထွက်ရင်တင်ဘဝကိုပြောင်းလဲလိုက်ပါတင်ကိုယ်ကယုံကြည်မှုလျော့နေနေရင်လေငါလုံးနိုင်တယ်ဆိုတဲ့စကားလုံးလေးတွေကိုအချိန်ခါများပြောပေးပါမနဲ့အိယာထားတိုင်းဒီနေ့ကိုငါအကောင်းဆုံးဖြစ်အောင်လုပ်နိုင်တယ်ခုပြောပြီးအလေးစိတ်တစ်ခုဖြစ်အောင်လုပ်ပါနားလုံးနိုင်တယ်ဆိုရဲစကလုံးလေးတစ်ခုကတင်ဘဝကိုအများကြီးပြောင်းလဲပေးနိုင်ပါသလိုပကြည်မှုလျော့နေနေတဲ့တင်ကိုယုံကြည်မှုတွေအများကြီးတိုးပွားလာစေနိုင်ပါတယ်အရေးကြီးဆုံးကတော့စကလုံးတွေရဲ့စွမ်းအားကိုအမှန်တကယ်ရရှိစေဖို့အတွက်ဆိုရင်တင်းရဲ့လှုပ်ဆောင်ချက်တွေအတွေးခေါ်စိတ်ကူးတွေနဲ့လာရောညီထွင်ဖြစ်အောင်လှုပ်ဆောင်ဖို့လိုအပ်ပါတယ်ဥပမာအနေဖြင့်ရှင်းပြရမယ်ဆိုရင်ငါလုံးနိုင်တယ်လို့ပြောရင်တနေ့တာကိုတင်းငယ်တဲ့ချိန်လက်တစ်ခုစတင်ပြီးစတင်ပါလို့ဆုံးဖြတ်ပြီးရင်တော့ယခုပဲစိတ်ကူးတစ်ခုခုကိုအကောင့်ထဲပေါ်လာတစ်ချေလှုပ်ဆောင်ပါတင်ဟာအမှန်တကယ်ပြောင်းလဲခြင်းတူပါဆိုဒီစကလုံးလေးတွေကိုတင်ရဲ့နေ့စဉ်ဘဝမှာမြင်ရအသုံးချပြီးတင်ရဲ့ဘဝကိုအမှန်တကယ်ပြောင်းလဲလိုက်တော့နော်